အာဆင်နယ်နဲ့ PSG တို့ရဲ့ Champions League ဘောလုံးပွဲမှာအာဆင်နယ်အနိုင်ရဖို့ဆိုရင်ဘယ်အချက်တွေကိုလုပ်ဖို့လိုအပ်တယ်လဲကျွန်တော်မြင်မိတဲ့အချက်၅ချက်ကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ Waynesback ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်စီတိုဗီနီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးကစားနဲ့ရင်ခုန်ခြင်းတဲ့ပရိသတ်တွေအတွက် Waynesback မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်နိုင်ပါတယ်ဒီဗီဒီယို comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါစီတိုဗီနီယိုကနေကြိုဆိုလိုက်ပါတယ် PSG နဲ့ Arsenal အသင်းတို့ရဲ့ Champions League ဘောလုံးပွဲအကြောင်းကိုသုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်နှစ်သင်းစလုံးက Champions League ဘောလုံးပွဲကိုထိုက်တဲ့နဲ့ရောက်ရှိလာတဲ့အသင်းတွေဖြစ်ကြတယ် PSG အသင်းကတိုက်စစ်အကောင်းဆုံးအသင်း Arsenal အသင်းကခံစစ်အကောင်းဆုံးအသင်းတွေနဲ့ရောက်လာတယ် PSG ရဲ့ကစားပုံကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်ဒါပေမဲ့လည်း Arsenal အသင်းကအရန်ကိုကြောက်ဖို့ကောင်းတဲ့လက်နက်တွေကိုပိုင်ဆိုင်လာတယ်အဲ့ဒါတွေကခံစစ်တည်ငြိမ်တယ်ကစားအားအရန်ကောင်းတယ် pressing ကောင်းတယ် set piece ကောင်းတယ်အဲ့ဒီချက်တွေက PSG ကိုထိုးနိုင်တဲ့အချက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ PSG အသင်းကတော့ကျွန်တော်အလွယ်ပြော PSG အသင်းကပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတယ်တိုက်စစ်ကအရန်ကောင်းတဲ့အတွက်ဂိုးတွေသွင်းမှအနိုင်ရရှိမှာဖြစ်တဲ့အတွက်ဒီတိုက်စစ်အားသာချက်ကအရင်ကြီးတာပေါ့နော်ဒါပေမဲ့ပိုကောင်းတဲ့အသင်းတိုင်းချန်ပီယံဖြစ်တာမဟုတ်ဘူးပွဲကိုအဖြေထုတ်နိုင်မှချန်ပီယံဖြစ်တာအဲ့တော့အဲ့အဖြေထုတ်နိုင်ခြင်းဆိုတဲ့အပိုင်းပြီးတော့ပြိုင်ဘက်ကိုကစားရခက်အောင်လှုပ်ခြင်းဆိုတဲ့အပိုင်းမှာအာဆင်နယ်အသင်းကအရန်ကောင်းမွန်တဲ့အသင်းကျွန်တော်တို့ UFC ပဲဖြစ်ဖြစ် UFC လို့ပြိုင်ပွဲမျိုးမှာဆိုရင်ဒီအစ္စလာမ်ဟာရှက်တို့ဟာဘီတို့သူတို့ရဲ့ game တွေကိုဆွဲသွင်းပြီးတော့ကစားသွားတာသူတို့ကကမ္ဘာပေါ်မှာအကောင်းဆုံးဒီလက်သီးသမားတွေလားသို့မဟုတ်ဒီတိုင်ကွမ်ဒိုလားခရာတေးလားအဲ့လိုတော့မဟုတ်ဘူးသူတို့ game သူတို့နဘန် game ကိုသူတို့သွားတာရေကြီးတွေကိုသူတို့ဆွဲခေါ်တယ်ရေကြီးပေါ်မှာသူတို့ကစားတယ် crown ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ Arsenal အသင်းကအဲ့လို ground ကိုဆွဲခေါ်ပြီးတော့ကစားတတ်တဲ့အသင်းသူတို့ ground ကိုသူတို့ဆွဲခေါ်ပြီးကစားတတ်တဲ့အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ Arsenal အသင်းအတွက်လည်း chance ကတော်တော်လေးရှိတယ်ကွန်ပျူတာတွေတောင်မျက်စိလည်မဲ့အားများကြီးကိုဒီနှစ်သင်းကပိုင်ဆိုင်ထားတာ Optic Super Computer ကတွက်ချက်မှုအရာဒီ PSG အသင်းက53 Arsenal 40ဒီပွဲကိုနိုင်ရပြီးတော့ဘိုးကျွဲနိုင်ချေပေါ့နော်အဲ့တော့အဲ့မှာမှဒီပွဲချိန်အတွင်းပြက်မဲ့ဖြစ်နိုင်ချေကလည်းအရင်ကြီးกว่าမလို့အားလုံးကဒီ53နဲ့40ဆိုတာဗျာတော်တော်ကြီးကို identical ဖြစ်နေတဲ့အခြေအနေမျိုးပြီးတော့ဒီ Opta ကတွက်တဲ့ပုံစံဆိုတာကMonte Carlo လို့ခေါ်တယ်ပေါ့နော်သူတို့အချိန်1000အဲ့လိုမျိုး run လိုက်တာ run လိုက်တဲ့ဟာအဲ့ run တဲ့အချိန်မှာထွက်ပေါ်လာတဲ့ result အချိန်ကြီးကိုသူတို့ percentage ပြန်တွက်တာဒီအချိန်မျိုးဆိုချင်တာ super computer လာမျက်စိလဲမဲ့ identical ဖြစ်မှုမျိုးရှိတယ်ဒီပွဲမှာ Arsenal တင်လောက်ရမယ့်အရာတွေရှိတယ်နိုင်ခြင်းပေါ့နော်အဲ့တော့အရေးကြီးဆုံးအချက်ပေါ့ကျွန်တော်အရင်စိတ်ထဲမှာရှိနေတဲ့အချက်က PSG ကို transition တွေမပေးဘဲနဲ့ဘောလုံးပေးက transition တွေမပေးနဲ့သူ့အလှဲ့မှာသူကောင်းကောင်းကစားကိုယ့်အလှဲ့မှာကို end product တွေဖြစ်အောင်ကစားဆိုတဲ့ဘက်ကိုကျွန်တော်ကမြင်ထားမိတယ်ဘာလို့လဲဆိုတော့ PSG ကဘောလုံးကင်ကစားတာကောင်းလားကောင်းတယ်ဘောလုံးကင်ကစားတာကဘာအကောင်းဆုံးအသင်းဒါပေမဲ့ transition တွေကစားရင်ဒီ large space တွေဟသွားတဲ့အချိန်တွေမှာသူတို့ကစားရင်ပို့ပြီးတော့ကောင်းတယ်ကျွန်တော်အခုကြော်ဖြတ်လာတဲ့အဆင့်တွေကိုကြည့်ကြည့်လိုက် Chelsea Liverpool Bayern Munich အဲ့အသင်းတွေကိုအဲ့ larger space တွေကိုသူတို့တိုက်ခိုက်သွားတာ space တွေကိုကျေအောင်လုပ်ပြီးတော့တိုက်ခိုက်သွားတာအဲ့ဒီအတွက်ကြောင့် PSG ကိုအဲ့လို space တွေအကျယ်ကြီးမပေးဘဲနဲ့ပေးတာပေးရမှာပဲအကျယ်ကြီးမပေးဘဲနဲ့ချုပ်ပြီးတော့ပေးမယ်ပေးပြီးတော့ compact cancel shape နဲ့ဒီပွဲကိုထိန်းချုပ်မယ် Arsenal အသင်းကအဲ့ဒီအလုပ်ကိုကောင်းကောင်းလုပ်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ယူဆတယ် low block ထိုင်မှုလိုတယ်ပေါ့နော် Arsenal အနေနဲ့ PSG ကိုမနစ်က3ချိန်တွေ့ခဲ့တယ်အဲ့တော့တပွဲနိုင်တယ်2ပွဲရှုံးတယ်အဲ့ဒီပွဲတွေမှာတင်ငင်းသာယူစရာတွေအများကြီးရှိတယ်အဲ့ဒီပွဲတွေကအဖြေကိုကြည့်မယ်ဆိုရင် Arsenal တင်းက PSG ကိုကောင်းကောင်းကစားနိုင်တယ်တူတူတန်တန်ကစားနိုင်တယ်ကိုဘက်ကဘောလုံးအသာရတာလည်းရှိတယ်အသာမရတာရှိဒါပေမဲ့ဘယ်ပုံစံပဲဖြစ်ဖြစ် PSG ကိုကောင်းကောင်းရှင်ကစားနိုင်တယ်အဲ့ဒီအခြေအနေမှာအခုကတိုက်စစ်ဖွင့်တိုက်တာမျိုးမဟုတ်ဘဲနဲ့ခံစစ်ကိုလုံးဝ Arsenal ဟာသူတို့ခံစစ်ကောင်းတယ်လို့ကြော်ကြားတယ် service ကောင်းတယ်လို့ကြော်ကြားတယ်အဲ့ကြော်ကြားတဲ့အတိုင်းပြည်ပြင်းအောင်ကစားနိုင်ဖို့လိုတယ်အဲ့ဒါဆိုရင် PSG ကိုအနိုင်ရရှိဖို့ခွင့်ရများစွာတိုးလာမှာဖြစ်တယ်ပြီးတော့ PSG ကျွန်တော် PSG ပွဲတော့တောက်လျှောက်လေ့လာထားတယ်ပေါ့နော်လေ့လာထားတဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ PSG ဘက်ကိုဂိုးရဖို့အတွက် turnover တွေကအရင်ကြီးပါတယ် set piece တွေကအရင်ကြီးပါတယ်လီဂူ1မှာ set piece တွေကနေ PSG ဂိုးတွေအများကြီးပေးရတယ် turnover တွေကနေလေဂိုးတွေပေးရတယ် turnover က PSG ကဘောလုံးကိုကင်ပြီးကစားတဲ့အသင်းဖြစ်တဲ့အတွက်အဲ့ PSG ကင်နေတဲ့အချိန်မှာဘောလုံးရအောင်ဖြတ်ဖို့အဲ့လိုဖြတ်ဖို့လူဖို့ဆိုရင်ဘာကောင်းမှုလို့လဲ high pressing ကောင်းမှုလို့လဲ Arsenal က high pressing နဲ့ပတ်သက်လာရင်အရန်ကောင်းတဲ့အသင်းသူတို့က hybrid pressing ကိုပိုင်ဆိုင်ထားတယ် pressing ပုံစံမျိုးစုံကိုသူတို့ကစားတတ်တယ်ပြီးတော့ဒီအသင်းကတောက်လျှောက်တွဲဖက်လာတဲ့အသင်းဖြစ်တဲ့အတွက်အတွဲမိနေပြီးသားအဲ့တော့ Arsenal အသင်းအနေနဲ့အဲ့ဒီသူတို့ရဲ့ pressing machine ကိုဒီပွဲမှာပြည်ပြင်းစွာ execute လုပ်နိုင်ဖို့လိုတယ်ပြီးတော့ set
set piece ကလည်းအာဆင်နယ်အသင်းကကောင်းပြီးသားပြီးတော့ PSG အသင်းရဲ့လူစုဖွဲ့မှုကိုကြည့်မယ်ဆိုရင်အရက်မြင့်တဲ့ကစားသမားကနေပါတယ်183 cm 6ပေအထက်ရှိတာဆိုလို့ကိုသမား Safonov ရဲ့Fabian Ruiz ရဲ့ပါချိုရဲ့ပဲရှိတယ် Fabian Ruiz ကပမ်ပါတော့မသိကြဘူးကျန်တဲ့ကစားသမားတွေမှာ Kvaratskhelia 183 Marquinhos 183ကျန်တဲ့လူတွေအကုန်လုံးကအဲ့ဒီနေနေပွဲထွက်ကစားသမားစရင်ဝင်မဲ့လူတွေပေါ့နော်အကုန်လုံးကအဲ့လိုပူတယ်အဲ့လိုလုံးတဲ့အတွက်သူတို့အားသာချက်ရှိသူတို့မြန်တယ် skill ကောင်းတယ်သူတို့ dribbling အရင်ကောင်းတယ်အားသာချက်ရှိတယ်ဒါပေမဲ့အဲ့အားသာချက်တွေဘောက်ဆဲမှာတော့မဟုတ်ဘူးဒီ penalty area ထဲမှာဒီ long ball တွေပြီးတော့ဒီ set piece တွေအတွက်သူတို့ကအားနည်းချက်ရှိတယ် PSG အသင်းနဲ့ရှင်ဆိုင်တဲ့အခါမှာ Premier League အသင်းတွေ prototype ရှိထားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Newcastle အသင်း Newcastle အသင်းကဒီမှာ PSG ကိုတည်ရကစားခဲ့တာအဲ့ပွဲကအရင်ရေးကြည့်နေတဲ့ပွဲဒါပေမဲ့ Newcastle ရလက်ကိုထွက်အောင်ကစားနိုင်ခဲ့တယ် Liverpool Chelsea စိတ်မပြေခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီ Kansas မှာကြောရမယ် Kansas ပိတ်ကစားရမယ်အမြင်ဘောတွေသုံးမယ် set piece တွေသုံးမယ်ဆိုတဲ့အပိုင်းတွေကိုပြည်ပြန်မလုပ်နိုင်ခဲ့လို့ Arsenal ကအဲ့ဒါတွေကိုပိုပြည်ပြန်လုပ်နိုင်မယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိပြီးတော့ long ball ကဒီ PSG အသင်းကို Chelsea အနိုင်ယူခဲ့တဲ့ club World Cup မှာကျွန်တော်တို့တွေ့ရတယ်အဲ့ long ball တွေကအရေးကြီးတယ်ပေါ့နော်အဲ့ long ball တွေက PSG ရဲ့ဒီဒုက္ခရောက်မဲ့ဒီ range တွေကိုပို့ဖို့လိုတယ်သူတို့ပြင်တော့အဲ့ဒုက္ခရောက်မဲ့ range တွေကကျွန်တော်ယူဆထားတာက full back တွေရဲ့အနောက် PSG ရဲ့ full back တွေကအရန်ကောင်းတယ်သူတို့ရဲ့ secret weapon တွေသူတို့တိုက်စစ်အရန်ကောင်းတယ်အဲ့ full back တွေရဲ့ Power Ranger ဆွမ်းဆောင်ရည်တွေကြောင့်အဲ့တော့အဲ့ Power Ranger ဆွမ်းဆောင်ရည်တွေကိုမပေါ်ထွက်လာအောင်အဲ့သူတို့ကိုတိုက်ခိုက်ဖို့လိုတယ်မြများတိုက်ခိုက်ဖို့လိုတယ် club World Cup မှာ Nuno Mendes ပွဲပန်းမှုပြဿနာရှိခဲ့တယ်အဲ့တော့ကဒါပေမဲ့တစ်ချိန်တည်းမှာ Chelsea သူ့ကိုတိုက်ခိုက်ခဲ့တဲ့ပုံစံမှန်တယ် Malo Gusto နဲ့ Cole Palmer ဟာတောက်လျှောက်အဲ့ဒီ flank ကိုအကြီးကျယ်တိုက်ခိုက်ခဲ့တယ် long ball တွေပို့ခဲ့တယ် Chelsea ကိုသမားထက်ဆိုင်ရင် David Raya ကပို့ပြီးတော့ long ball ပို့နိုင်တယ်ပြီးတော့ area အတားရမှုမှာလည်း Arsenal အသင်းကအရန်ကောင်းတယ်13 point ဘယ်လောက်လဲမသိဘူးဒီ par game ရှိတယ်အရင်မြင့်တယ်ပေါ့နော်အဲ့ဒီနှုန်းထားကဒီအားသာချက်တွေကိုသုံးပြီးတော့ Arsenal အသင်းကစားဖို့လိုတယ်အဲ့တော့အားနည်းချက်တွေမရှိဘူးလားဆိုတော့အားနည်းချက်တွေလည်းရှိတာပါ Arsenal အသင်းမှာအဲ့လိုပဲ PSG လည်းသူအားသာရှိတယ်သူအားနည်းတာရှိတယ်အဲ့တော့အဲ့ဒီ game တွေကိုဘယ်လိုမျိုးလိုတိုးပိုရှော့လုပ်နိုင်မလဲဘယ်လိုထိန်းချုပ်နိုင်မလဲဘယ်လိုကာကွယ်နိုင်မလဲဒီအချက်တွေက final ကိုဖြည့်ထုတ်ပေးမှာ Arsenal အသင်းအနေနဲ့ကျွန်တော်ခုနပြောသွားတဲ့အချက်တွေကအရေးပါတယ်အဲ့တော့လူကိုဘယ်လိုပွဲထုတ်မလဲပေါ့နော်လူပွဲထုတ်တဲ့နေရာမှာကျွန်တော်ကတော့ Zubimendi လုံးဝမပါသင့်ဘူးလို့ယူဆတယ်။ तू က rhythm လုံးဝပြတ်နေတယ် confident out နေတယ်။သူ့ကိုသုံးခြင်းကအနေနဲ့များတယ်ပေါ့နော်။အဲ့တော့ Declan Rice နဲ့ Miles Lewis Kelly ကိုသုံးတာကပဲအဆင်ပြေတယ်။ပြီးတော့ Eze ကိုမသုံးဘဲနဲ့Origa ကိုပဲသုံးတယ်။ဘာလို့လဲဆိုတော့ Origa ရဲ့ pressing ကဘာအကောင်းဆုံးနေမှာပါတယ်။သူ့ရဲ့ timing သူ့ရဲ့ဒီ game structure ကိုနားလည်တိုင်းဆိုတော့ Arsenal အသင်းရဲ့ structure ကိုကျွမ်းကျင်မှုဒီအရာတွေကအရင်ကောင်းတယ်။အဲ့ဒီအတွက်ကြောင့် Origa ကိုကျွန်တော်ကတော့တစ်ပေးခြင်းတယ်။ Origa ဟာဒီ4 နှစ် present shape ထဲမှာသူကအမြဲတမ်း Vanguard ထဲကိုတက်ပြီးတော့အကူအညီပေးလေးရှိတယ်။ Miles Lewis Kelly ကိုကျွန်တော်ဘာလို့သဘောကျရလဲဆိုတော့ तू က Belgian ခံစစ် तू က LB ကစားနေတာ哦 LB လည်းကစားတယ် LDM လည်းကစားတတ်တယ်အဲ့နှစ်ခုပေါင်းပြီးကစားဖြစ်တဲ့အတွက် LB အနေနဲ့နောက်ကိုကူညီပေးနိုင်တယ်။ဘာကြောင့်အဲ့ဒါအရေးကြီးလဲဆိုတော့ Desiree Doucouré ကတကယ်ငမွေတို့တကယ် Power Ranger အဲ့တော့သူ့ကိုကာကွယ်ဖို့အတွက် Miles Lewis Kelly ကကူညီပေးနိုင်တယ်။အဲ့တော့ဘယ်နောက်ကနေရာမှာတော့ Hincapié ကိုကျွန်တော်ကမသုံးစေချင်ဘူး။ကျွန်တော်သဘောကျတာက Calafiori ကခံစစ်လည်းအဆင်ပြေတယ်ခံစစ်ကတကယ်တော်တော်ကောင်းတယ်ဒါပေမဲ့သူ့ကောင်းတဲ့ပုံက Hincapié လို့မဟုတ်ဘူး Hincapié တို့ကတုံးတိုက်တဲ့ကြာကတ်တကယ်အမိုက်စားခံစစ်ကစားပုံ Hincapié ပုံစံထက်ဆိုင်ရင်ဒီ Calafiori ကကြတော့နည်းနည်းလေးပျော့ပြောင်းတဲ့ဘက်ကိုသွားတယ်ဒါပေမဲ့တိုက်စစ်ကစားတာကောင်းတယ် positional sense အရင်ကောင်းတယ် ball skills ကောင်းတယ်အဲ့ဒီ Miles Lewis Kelly နဲ့သူနဲ့အတွဲကဒီ Belgian ကိုကောင်းကောင်းset up လုပ်ပြီးနိုင်တယ်Hincapié ကတိုက်စစ်ကိုအရင်အားမကူတာအဲ့တော့ဘာကြောင့်ဒါကအရေးကြီးလဲဆိုတော့ Hakimi ကိုဒုက္ခပေးဖို့လိုတယ် Hakimi ကိုဒုက္ခနည်းနည်းလေးအောင်ပေးဖို့မစင်စားထားဘူးဆိုတော့ Hakimi ဒုက္ခပေးတာ 100% ခံရမှာအဲ့ဒါကြောင့်မလို့အဲ့ဒီရှေ့ကိုတက်ဖို့အတွက်က Calafiori ကအရေးကြီးနေတယ်ကျွန်တော်တို့ကခံစစ်ကြီးပဲခံကစားမှာမဟုတ်လေဒီ percentage ကိုကျွန်တော်တို့ပြန်တွက်လိုက်မယ်ဆိုရင် Calafiori ကအသုံးဝင်တယ်အဲ့တော့အဲ့ Calafiori ရှေ့တက်နေတဲ့အချိန်မှာ Miles Lewis Kelly က backup အနေနဲ့ကူညီပေးတဲ့အခြေအနေမျိုးအဲ့ဒီအခြေအနေမျိုးမှာ Miles Lewis Kelly ကအသုံးဝင်တယ်လို့ကျွန်တော်ယူဆတယ်တကယ်လို့ Zubimendi Declan Rice သုံးမယ်ဆိုရင် Declan Rice ကအဲ့ guarding လုပ်တဲ့စွမ်းဆောင်ရည်ကိုကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့ Declan Rice ကြီးကအဲ့ဒါကြီးကိုလုပ်ပေးနေရမယ်အဲ့ဒါကသိပ်ပြီးအဆင်မပြေဘူး Declan Rice က Mr Everything သူအကုန်လုပ်နိုင်တယ်အဲ့တော့သူ့အလယ်မှာထားပြီးတော့သူကွင်းလေကိုစီးမိုးပြီးတော့ကစားမယ်သူဥဆောင်မယ် commanding လုပ်မယ်ပြီးရင်သူကကယ်တဲ့ဘောလုံးတွေကိုသူကအရန်လုပ်ပေးတယ်အဲ့တော့အဲ့နောက်က single pivot မှာသူ့ကိုထားခြင်းအပြင်အဲ့ကယ်တဲ့အရာတွေအတွက်လည်းပို့ပြီးတော့
pivotal ဖြစ်မယ်လို့ကျွန်တော်ယူဆတယ် Origa က pressing ကိုလုပ်မယ်ပြီးတော့ဒီ passes ဒီ Origa ကတကယ် IC တက်ကောင်းတယ်သူမကောင်းတာကန်ချက်တွေကိုသွင်းနိုင်စွမ်းနေဒီအချက်တွေပဲတိတ်မရှိဘူးအဲ့တော့ IC ကိုခဏခောက်တာပြီးတော့ဒီ structural shape အတွက် Origa ကိုသုံးသင့်တယ်လို့ကျွန်တော်ကတော့ယူဆထားမိတယ်ပြီးတော့ခံစစ်ဒီဘက်ကနေရာတွေကထွေထူးမရှိဘူး Saliba Capri ရဲ့အထွေထူးဆွေးနွေးစရာမရှိဘူးညာနောက်ခက်နေရာမှာတင်ပါကမသုံးသင့်ဘူးယူဆတယ်ပါနိုင်တော့မသုံးသင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ match fitness လုံးဝပြတ်နေတာအဲ့တော့အရန်နေများတယ်ပေါ့နော်အဲ့တော့မထူးဘူးဒီ Mosquera ကိုပဲတုံးလိုက်တဲ့နဲ့Zubimendi ကိုလည်းမစမ်းသင့်ဘာလို့လဲဆိုတော့ Kvaratskhelia နဲ့ရင်ဆိုင်အမှအဆင်မပြေဘူးပေါ့နော်အဲ့တော့ Mosquera ကအသုံးသင့်ဆုံး option Kvaratskhelia ကိုနိုင်ဖို့တော့မရှိဘူးရုံးကန်ရဖို့များလိမ့်မယ်ဒါပေမဲ့ထင်မှာ Kvaratskhelia ကိုမနေ့ကမနိုင်ခဲ့ဘူးအဲ့မထူးနောက်ထပ် option တစ်ခုအနေနဲ့စမ်းသပ်တဲ့ပုံစံအနေနဲ့ Mosquera ကိုသုံးကြည့်ခြင်းကအဆင်ပြေတယ်အဲ့တော့သူ့မှာ speed အားနည်းချက် speed ဆိုတာက Kvaratskhelia ရဲ့ဒီ pick up ကိုလိုက်ပြီးတော့ဝုန်းတိုင်း live ပြန်နိုင်ဖို့ခဲရင်လိုက်တယ်ဒါပေမဲ့သူဟာဒီ zonal control တွေ center back ဘောကလာတဲ့လူဖြစ်တဲ့အတွက်အဲ့ဒီ right center back နဲ့ bounce ကစားပုံတွေဒီအချက်တွေမှာတော့ Mosquera စီကအများကြီးမျှော်လင့်လို့ရတယ်အာဆင်နယ်ကိုကျွန်တော်ဒီတိုင်းမြင်တယ်တိုက်စစ်မှာကဘူကာယိုဆာကတေချာပေါက်ဒီတိုင်းကစားရနိုင်မယ်ပြီးတော့အရင်ရေးကြီးနေတာ force 9တော့ force 9ကဘယ်သူသုံးပါလဲ Gyökeres လား Kai Havertz လားဘယ်သူသုံးပါလဲဆိုတာထက် best style လဲဆိုတာအရေးကြီးတာပေါ့နော်အဲ့တော့တကယ် PSG အတွက်ထိုးနှံနိုင်မဲ့ style က behind the back line ထိုးနှံဖို့behind the back line ခုနနှစ်ယောက်စလုံးကထိုးနှံတတ်တယ်ထိုးနှံတဲ့နေရာမှာပုံစံမတူဘူး Kai Havertz ကညံကောင်းတဲ့ပုံစံနဲ့ထိုးနှံတာ Victor Gyökeres က physical အားဖြင့်ထိုးနှံတာဒီဟာဒီမှာ off the ball movement အများဆုံးအဲ့ off the ball movement တွေက behind the back line ကိုထိုးနှက်ခြင်းအဲ့ဒါကဒီဟာဒီ Champions League မှာ Victor Gyökeres ကအများဆုံးပဲပြီးတော့ तू ကအရင်လည်းမြန်တယ်အားလည်းကြီးတယ်ပေါ့နော်ဒါပေမဲ့ပြဿနာက तू ကကြက်ကြော်အရင်ဖြစ်တယ် तू ကမပိုင်နိုင်ဘူးအခွင့်အရေးလွတ်လည်းမပိုင်နိုင်သလိုကန်တဲ့အလုံးမဟုတ်ဘဲနဲ့ဖန်တီးပေးဖို့တဲ့နေရာတွေမှာလည်းကြက်ကြော်တွေအများနဲ့လုပ်တတ်တယ်Kai Havertz ကကြတော့ကြက်ကြော်မလုပ်တတ်တာမဟုတ်ဘူးမလုပ်တတ်တာတော့မဟုတ်ဘူးလုပ်လို့ရှိတယ်ဒါပေမဲ့ခုန Victor Gyökeres ဆိုင်အများကြီးစိတ်ချရတယ် big game တွေမှာ तू က game changer ဖြစ်လေရှိဘယ်သူပဲကစားကျွန်တော်တောင်းဆိုတင်တာကတခုပဲအဲ့ဒါက behind the back line ကိုတိုက်ခိုက်ဒီစားသားနှစ်ယောက်ကပုံစံတော့မတူဘူး Kai Havertz နဲ့ဆိုရင်တော့ကစားကွက်ပိုကောင်းလိုက်မယ် Victor Gyökeres နဲ့ဆိုရင်တော့ထိုးနှက်အားပိုကောင်းလိုက်မယ်ဒါပေမဲ့ကျွန်တော်က Kai Havertz ကိုပို့ပြီးတော့တစ်ပေးခြင်းတယ်ဘာလို့လဲဆိုတော့သူ့ကိုပိုစိတ်ချရလို့ပေါ့နော်သူ့ရဲ့ game intelligence ကိုကျွန်တော် physicality တက်ပို့ပြီးတော့အားကိုတယ်ပြီးတော့နှိကွေးနေရမဟုတ်ပေါ့နော်လုံလောက်တဲ့မြန်လုံးရှိတယ်လုံလောက်တဲ့ဒီလွတ်အောင်ဖန်တီးနိုင်စွမ်းတွေရှိတယ်အဲ့တော့ Kai Havertz ကိုကျွန်တော်တစ်ပေးခြင်းတယ်ပေတာမှာတော့ Martinelli လား Eze လား Trossard လားအဲ့တော့ကျွန်တော်က Trossard ကိုရွေးခြင်းတယ်ဘာလို့လဲဆိုတော့ Trossard ဟာအထဲထဲကိုဝင်ပြီးတော့တိုက်ခိုက်နိုင်လို့ Martinelli ကအဲ့ဒီတိုက်ခိုက်တဲ့ပုံမှာကပန်းကရန်အရန်နိုင်လို့ ਨੇ လူတွေကြားထဲမှာ small space တွေမှာသူဘောမနိုင် Trossard ကဘောနိုင်တယ်အဲ့ကြားထဲမှာဘောလုံးကိုကောင်းကောင်းနိုင်တယ်ကန်ချက်တွေထုတ်နိုင်တယ်ပြီးတော့အဓိကအရန်သဘောကျတဲ့ချက်ကမထင်မှတ်တဲ့ action တွေမထင်မှတ်တဲ့ pass တွေမထင်မှတ်တဲ့ကန်ချက်တွေသူကထုတ်လို့လို့ရှိတယ်အဲ့ဒါက PSG အားအနည်းဆုံးယူနေ Marquinhos ကအသင်းကောင်းဆောင်အရန်အရေးပါတဲ့ယူနေလည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ 1 versus 1ခွဲထုတ်လိုက်မယ်ဆိုရင်သူကအားအနည်းဆုံးကစားသမားသူ့ကိုတိုက်ခိုက်ဖို့လိုတယ်သူ့ကိုတိုက်ခိုက်ဖို့အတွက် Martinelli ကအမြန်ဆုံးပဲရှိတယ် Trossard ကမာယာရဲများတယ်ပိုကောင်းတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะမာယာရဲများသူအာဆင်နယ်ပရိသတ်တွေသိပါတယ်သူ့ရဲ့ type ကိုကိုးကျင်လဲကိုမကိုးကျင်လဲမကိုးဒါပေမဲ့သူ့ရဲ့လှုပ်ရှားနေတဲ့ပုံစံသူ့ရဲ့ကြိုးစားတဲ့ပုံစံသူ့ရဲ့ညံနေညံတဲ့အဲ့အချက်လေးတွေကဒီပြောမှာအရေးကြီးတဲ့အချက်ပြီးတော့ခံစစ်ကိုကူညီတဲ့နေရာမှာ Trossard ကအရင်ကောင်းတယ် LCM အထိကူညီနိုင်တယ်လို့ LBC တွေလိုက်ကူညီနိုင်တယ်အဲ့ဒီပုံစံကကူညီရမှာတေချာပေါ့ဟာကီမီကတေချာပေါ့ဒုက္ခပြီးမှာပြီးတော့ Desiree Doué တွေကတကယ်ပါဝင်ကြတကယ်ငမွေတို့အဲ့ဒီအတွက်ကိုအဲ့ဒီ Belgian ဝင်ရိုးကိုကျွန်တော်က Calafiori Miles Lewis Kelly Trossard အဲ့လိုပုံစံလေးကျွန်တော်ထားခြင်းတယ်ဒါပေမဲ့ဒါကျွန်တော်အယူဆကိုကျွန်တော်မြင်တာအောင်လို့ဒီလူစင်းနဲ့ချိန်ပြီးတော့ကျွန်တော်ပြောသွားတာပေါ့နော်အာတီတာကတော့ဒီပွဲကိုဘယ်လို game design နဲ့ပွဲထွက်လာမလဲကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့ဒီပွဲကိုခန်းစားကြည့်တဲ့အခါမှာဘယ်လိုအချက်တွေက PSG ကိုထိုးနှံနိုင်လဲဆိုရင်ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်ကကျွန်တော်ခုနတင်ပြသွားတဲ့အချက်တွေကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့ဒီပုံစံလေးနဲ့ကစားဖို့လိုတယ်အဲ့တော့ချုပ်ပြီးတော့ပြောရမယ်ဆိုရင်ခံစစ်ကိုပြနဲ့အားပြုပြီးတော့ကစားဖို့လိုတယ်တိုက်စစ်သွားမှာကစားနဲ့ခံစစ်ကိုကစားကို game မယ်ကိုနာမည်ကြော်ကြားတဲ့ game အဲ့ဒါကိုပိုင်နိုင်အောင်ကစား set piece တွေကစား long ball တွေကစား pressing ကိုပြင်းပြင်းထန်ထန်လုပ်အဲ့တော့အဲ့အချက်၄ချက်ကဒါ pillar တွေပေါ့နော်အဲ့ pillar တွေမှာနောက်ထပ်အရေးကြီးတဲ့တစ်ချက်ကိုကျွန်တော်ထပ်ထည့်ခြင်းတယ်အဲ့ဒါအရေးကြီးဆုံးလို့လည်းကျွန်တော်ယူဆတယ်အဲ့ဒါကဘာလဲဆိုတော့ခုနကဟာတွေပြည့်စုံရုံနဲ့ဂိုးတော့မရဘူးဂိုးရဖို့လိုတယ်
အဲ့ကိုရဖို့လူကိုရမှနိုင်မှဖလားရမှာအဲ့ကိုရဖို့အတွက်ကဘာအရေးကြီးလဲဆိုတော့ဆက်ပြီးစာအမြဲတမ်းရနေမှာမဟုတ်ဘူးဆက်ပြီးကြီးကိုအမြဲတမ်းအားကိုးနေလို့မရအောင်အဲ့တော့ခုန pressing နဲ့အသုံးချရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ pressing ကကို off the ball အခြေအနေမှာအသုံးချမှာပေါ့နော်အဲ့တော့ကို on the ball အခြေအနေမှာအသုံးချရမယ့်အရာအဲ့ဒါကဘာလဲဆိုတော့ PSG ရဲ့အရန်ကောင်းတဲ့ pressing ကို counter argument ပြန်လုပ်တင်တယ် counter argument ဆိုတာ counter action ပြန်လုပ်တင်တယ်ပေါ့နော်ဘာလဲဆိုတော့ PSG က man to man pressing ကိုသုံးတယ် PSG ကစားသမားတွေက man to man လိုက်တယ်အရင် man to man လိုက်တယ်အဲ့တော့အဲ့ man to man လိုက်တာ disrupt ဖြစ်အောင်လုပ်မယ်ဆိုရင်ရလက်ကောင်းတွေရရှိတယ်ဒါကကျွန်တော် PSG ပေးလိုက်ရတဲ့ဘိုးတိုင်းကိုကျွန်တော်ပြန်ပြီးတော့ကြည့်ပြီးတော့ပြောတာအခွင့်အရေးအများစုနဲ့ကျွန်တော်ခွင့်ရအများစုဆိုတော့ကျွန်တော်ရှာလို့ရတဲ့ clips ပေါ့နော်ခွင့်ရ PSG ပေးရတဲ့ကန်ချက်တွေအခွင့်ရအများစုရယ် PSG ပေးရတဲ့ goal အားလုံးရဲ့ကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ပြောတာအဲ့အချက်မှာဘာလဲဆိုတော့အဲ့ man to man ကအရေးပါတယ် man to man က PSG က man to man လိုက်ကတ်တယ် man to man လိုက်ကတ်တဲ့အတွက်အဲ့ man to man system ကို abrupt ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုလိုချင်တာကဗျာ Hakimi က Trossard ကို man to man ကတ်မှာသို့မဟုတ်ဒီ semi final ရ structure အရဆိုရင် Hakimi တို့အရှိပို့ပြီး Calafiori ကိုကတ်ခိုင်းရှိတယ်ဘယ်လိုလုပ်မလဲတော့မသိဘူးပွဲချင်းတွေပေါ်မူတည်ရပွဲတိုင်းအဲ့လိုကစားနေရတော့မဟုတ်ဘူးHakimi ကဒီ Trossard ကိုကတ်မလားဒါမှမဟုတ်ဒီရှေ့တက်ပြီးတော့ Marcelo Scaloni တို့မဟုတ်ဒီ Calafiori ကိုကတ်မလားပေါ့နော်အဲ့ကစားသမားတွေဟာ wide မှာမနေဘဲနဲ့အထဲကိုဖြတ်ဝင်ဖို့လိုတယ်ဖြတ်ဝင်မှာဒါဘာလို့ Calafiori ကို Hakimi ကတ်တယ်ပဲထားပါတော့ semi final ပုံစံမျိုးဆိုရင်အဲ့လိုပုံစံမျိုးဆိုရင်ကြတော့ဘာလို့တင်လဲဆိုတော့ချဲထုတ်ဖို့လိုတယ် Calafiori အထဲဝင်နဲ့ချဲထုတ်အဲ့ဒီ right center back နဲ့ right back ကြားတွေကအခြေအနေကိုဟဖို့လိုတယ်ဟရင်မဟရင် Trossard ဆိုရင်တော့ Trossard ဒီဘက်ကိုဆွဲထုတ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုး positioning ကိုကိုယ့်ရုပ်ကားဖြစ်အောင်လုပ်တာ Trossard နဲ့ဒီ Calafiori နဲ့ Roger တူမှာမဟုတ်ဘူးHakimi ကဘယ်သူ့ကိုတက်ကတ်မလဲကျွန်တော်တို့ဒီအချိန်မှာမှန်းလို့မရသေးပွဲမှာပဲတည်မှာဘယ်သူမှလည်းမသိဘူးအဲ့အချိန်တွေမှာမူတည်ပြီးတော့ဘယ်လိုခွဲထုတ်မှာလားဒါမှမဟုတ် Hakimi လိုက်ကတ်လို့မရဘူးကိုယ့်ရုပ်ကားရဲ့ဖြစ်အောင်လုပ်မှာလားအဲ့လိုပုံစံမျိုးကိုအသုံးပြုတယ်ဒါဥပမာပေးတာနော်ဘယ်နေရာပဲဖြစ်ဖြစ်အဲ့ဒါအဲ့သဘောတရားပဲအဲ့ချက်ကအရေးကြီးတယ် Chelsea ရဲ့ Kaklavla နိုင်ပွဲမှာကြည့်ရင်လည်းအဲ့ပုံစံလေးတွေအရေးပါတယ်ပြီးတော့သူတို့ဟိုဘက်ကဒီ Nuno Mendes ကိုတိုက်ခိုက်တယ်ပုံစံနှမျိုးပေါ့နော်တစ်ဖက်က possession ကိုအမွေနောက်ပြီးတော့တိုက်ခိုက်တယ်တစ်ဖက်ကကျတော့ space တွေပေါ်အောင်လုပ်ပြီးတော့တိုက်ခိုက်တယ်ဒီပုံစံလေးကအရေးကြီးတယ်အဲ့တော့ဒီခုနကျွန်တော်ရှင်းပြရတဲ့အရာကိုပြန်ချုပ်အောင်မယ်ဆိုရင် PSG ကတေချာပေါက် man to man ကစားမှာအဲ့ man to man pressing ကိုတေချာပေါက်ချိုးဖြတ်ဖို့လိုတယ်ချိုးဖြတ်ဖို့ဆိုတာချိုးဖြတ်နိုင်ခြင်းမှလည်းချိုးဖြတ်နိုင်နိုင်မယ်ဒါပေမဲ့ဘယ်လိုစူးစမ်းမလဲဆိုတော့အဲ့ဒီနေရာယူပုံတွေကိုယ့်ရုပ်ခါရတွေဖြစ်အောင်လုပ်ဖို့အဲ့ဒါကိုအဆက်မပြတ်စူးစမ်းဖို့လိုအပ်တယ်လို့ကျွန်တော်ကယူဆတယ်ပေါ့နော်အဲ့တော့အဲ့အချက်၅ချက်ကိုလုပ်နိုင်မယ်ဆိုရင် Arsenal အသင်း PSG ကိုအနိုင်ရရှိနိုင်တယ်လို့ကျွန်တော်ယူဆတယ်ဒါက Arsenal အသင်းဘက်ကနေကျွန်တော်တင်ပြတာပေါ့နော်ကျွန်တော်ဆက်ပြီးတော့ Champions League Final အတွက် content တွေဆက်ပြီးတော့တောက်လျှောက်တင်နေဦးမှာအခုက Arsenal ဘက်ကကျွန်တော်ပြောတာများတယ်ပေါ့နော်နောက်ထပ် video တွေမှာတခြားသော vision တွေလာလိမ့်မယ်တခြားသောကျွန်တော်မြင်တဲ့ opinion တွေကျွန်တော်တင်ပြသွားမှာဖြစ်တယ်အခုကတော့ကျွန်တော်အချိန်ဗီဒီယိုရဲ့အချိန်တိုင်းတာအရာပေါ့နော်ကျွန်တော်အခုမှပဲဒါရက်တန့်ကျင်တယ်အဲ့တော့ကျွန်တော်ရဲ့ခက်မှန်ချက်ပုံမှန်အားဖြင့်ကျွန်တော်ခက်မှန်လေးမရှိဘူးဒါပေမဲ့လာပြီးတော့မေးကြလို့ပေါ့နော်အဲ့တော့ကျွန်တော်အပျော်သဘောအနေနဲ့ကျွန်တော်ခက်မှန်ကျင်တယ်အဲ့ခက်မှန်ချက်ကဘာလဲဆိုတော့ Arsenal နိုင်မယ်လို့ Arsenal ဖလားရသွားမယ်ပေါ့နော်တည်ရင်နဲ့လည်းဖြစ်ရင်ဖြစ်နိုင်တယ်ပယ်နတီနဲ့နိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ Arsenal ဖလားရမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ Arsenal ဖလားရပါလိမ့်မယ် service အားသာချက်တွေ long ball အားသာချက်တွေခံစစ်အားပြုနိုင်စွမ်းမြင့်မားခြင်းပြီးတော့အဲ့ဒီအခက်အခဲတွေကြားထဲမှာခံစစ်ကစားခဲ့တဲ့စွမ်းရည် 1-0 ပွဲတွေဗျာကျွန်တော်တို့ Premier League မှာကြည့်လို့ရတယ် 1-0 ပွဲတွေအရင်သေရရှင်ဖြစ်နေတဲ့အချိန်မှာ 1-0 ပွဲတွေတို့ကစားခဲ့တာအဲ့ဒီအတွေ့အကြုံတွေကဒီ final ကိုကူညီပေးမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော် Arsenal Champions League ဖလားရသွားမယ်လို့ကျွန်တော်ယူဆခြင်းဖြစ်တယ်နောက်ထပ်ဒီ video တွေမှာကျွန်တော်ဆက်ပြီးတော့သုံးသပ်ပေးသွားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တယ်ဆိုတာက80-20အဲ့လို percentage ကြီးမဟုတ်ဘူး60-40လောက်ပဲ order 53-47ဆို PSG ကိုအသာပေးတယ်ကျွန်တော်က Arsenal 60 PSG 40ဆိုပြီးတော့အသာပေးတယ်ဘာကြောင့်မှတော့မဟုတ်ခံစစ်ပိုကောင်းလို့ဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေကခံစစ်ပိုကောင်းခြင်းကပိုရေးပါတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ဆွေးနွေးမှုတွေကိုတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ